Hello အားမင်္ဂလာပါရှင်ဒီနေ့မှာတော့ခီရီတို့ကရွာကိုမှမြန်မာရွာမဟုတ်ဘဲနဲ့ခီတို့ကအခုဂျပန်နိုင်ငံရောက်နေဆိုဂျပန်ရွာလေးကိုသွားမှာပါရှင်ခီတို့အခုဂျပန်လိုစကားမပြောပေမဲ့မြန်မာလိုခီရီတို့ကပြောနေတာပပသားပြန်ပေးသလိုမျိုးတတ်မှတ်လိုက်ပါဟဲ့ခီရီနေဒီနေ့နေဖွားရင်ကိုသွားမှာဆိုအေးလေးလိုက်ခဲ့အဲ့ဒါနေကငါစောင့်နေတာခီတို့အခုသွားရမယ်ပေါ့နော်အဲ့တော့လိုက်ခဲ့ပြီးကြပါဦး ID လေးကိုတော့ခီတို့ဒီဗီဒီယိုမှာပဲပြပေးထားပေါ့နောက်ဆုံးမှာပါနောက်ဆုံးမှာပဲခီတို့ပြပေးထားပါတယ်နော်သွားပါမယ်ပေါ့နော်ခီတို့နဲ့တူတူလိုက်ကြည့်ပေးကြပါအရွာဒီနေ့တော့နည်းနည်းဝေးရပေါ့နော်ကဲဒီမှာပေါ့နော်ခီတို့ရွာကိုရောက်ပါပြီရှင်ခီတို့နည်းနည်းလေးလမ်းလျှောက်လာရပြီနော်ကားတော့ဟိုကားကိုတောင်မှထားခဲ့ပါတယ်ရှင်ဒါကတော့ဂျပန်မြို့ကရွာလေးပါဒီနဲ့တူလိုက်ကြည့်ပြကြပါဟဲ့ငါဖွားတော့မျောနေလောက်ပြီအေးဟုတ်တယ်နေဖွားမျောနေလောက်ပြီဟောရောက်တော့မှာပါဘူးပါနဲ့ကဲဒီမှာပါခီတို့ရောက်တော့မှာပေါ့နော်ဟိုမှာပါငါတို့လမ်းခေါ်နေလောက်ပြီခဏနေအဖွားရဲ့မြေရောက်တော့မှထင်းနေတာသွားခေါ်လိုက်အောင်မယ်ဟဲ့ဟိုမလေးငါတာသွားကြလိုက်မော်အေးမီလေးကယူဆိုင်သွားနော်ဟုတ်ကဲ့ပါအဖွားဒီကောင်လေးကိုလည်းခေကကိုရီးယားစတိုင်ပေါ့နော်နွေးထွေလေးလုပ်ပေးထားပါတယ်ရှင်ဟဲ့နင်တို့ရောက်တော့နေလိုက်လားနေရပြောနေလေလမ်းမှာနေပပဘိုက်စာလုံးဝင်စားရလေရှိသေးလားလာကြအဖွားရွာနင်တို့ကလေတစ်နှစ်မှတစ်ခါလာရင်နော်အခုစာမွေးပြီးလို့လာတာဒီမှာ3လပဲနေရမှာပြီးလို့ရှင်ပြန်မှာအေးပါရွာထဲမှာလူကတိတ်မရှိဘူးအလူသွားတယ်အဖွားကမလိုက်ပဲနင်တို့စောင့်နေတာဖွားရောက်ပြီဖွားမီလေးရောက်ပြီအေးအဖွားသမီးတို့ရောက်ပြီနော်အေးမီလေးအထဲဝင်ကြလေဟုတ်ကဲ့တငယ်ချင်းရောပါလားဟုတ်တယ်တငယ်ချင်းမှာပါတာဟဲ့နေအိမ်ကအဖွားတဘောကောင်းတာပေါ့ဟာဘောအရန်ကောင်းတာအေးပါစပယ်ပြီးရောရိုက်ဒီချာလီကဲအကုန်လုံးလဲလုပ်ပြီးဆိုတော့ငါတို့အဖွားကိုသွားပြီးတော့တွေ့ကြမယ်လေဟဲမီတို့ဒီလေးအခုမှလာဟုတ်တယ်လေဒီလေးကဒီနေ့မှကမှုပွဲပြီးလို့ဒီလေးတငယ်ချင်းအရင်ချော်ရနော်မလေးမဝဲကြည့်ပါမယ်ရှင်ကဲမီလေးတို့ဟိုဗလဲမီလေးရဲ့တငယ်ချင်းကိုဒီရွာရဲ့ခဏလောက်ပတ်ပြလိုက်ပါအောင်နော်အေးရွာတော့နည်းနည်းပြောင်းလို့သွားတယ်ငါတို့ဟိုငယ်လေးတော့လူမဟုတ်တော့ဘူးပေါ့ငါတို့ရေဒီမှာလိုက်ကြည့်အော်မဒါငါတို့ငယ်တော့ငယ်ချင်းနေမတွေ့ရရင်ကြောက်ချောလိုက်ဒီကျေးဇူးပါဟာသမီးတို့လူရလေးချောင်းပေးရလားကွယ်ဟုတ်တယ်ဦးလေးဝတ်စာကျွေးနေလားဟုတ်တယ်သမီးရောက်တွေ့ရတော့မရမ်းချောလိုက်ကွယ်โอเคကျေးဇူးပါဒီမှာလို့ရှိရင်နွားရီပေါ့ဟဲ့ငယ်လေးကနွား2ကောင်3ကောင်မရှိအခုတော့နွားတွေအများကြီးဖြစ်သွားပြီပေါ့ဒီမှာပါကျမတို့ပေါ်တက်ကြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆန်းရီပေါ့နော်တို့ရေကန်လေးရှိပါတယ်ဒီမှာဆိုလို့ရှိရင်ကျမတို့တွေပန်းပင်လေးရှိမယ်ပေါ့နော် ID ကိုတော့ခီနောက်ဆုံးမှပြထားပါတယ်ရှင်ဝေါရမ်းလာပဲနော်နင်တို့ဂျပန်ရွာဟုတ်တယ်နောက်နေ့ကြောက်လို့ရှင်ငါတို့လာလေမာကြီးဒီမှာ2လလောက်တော့နေမလို့စဉ်းစားထားပါ